အားလုံးမင်္ဂလာပါရှင်မင်းတို့ဒီနေ့ပုံပြတဲ့ပုံရကြတော့ပါလားတိုက်ရဲပေါ့တကယ်အစ်တော်မဟုတ်ပါဘူးဆောက်ရှောက်လေးပါလေးပြောတာလေးပေါ့ဆဆဒီမှာကြတော့မသူတို့ကအိမ်ပြောင်းလာတဲ့လူတွေတိတ်အဲ့အိမ်မှာလင်းမြားတရေရှိမှမသိခဲ့ဘူးဒါနာပါကြမှာတရေကသူတို့6လက်နဲ့ဘယ်လို6လက်လဲဆိုတော့မောင်မနဲ့ရောက်တယောက်ကယောက်ျားလေးဟိုမာနည်းနည်းကြီးရယ်နောက်တစ်ယောက်ကသူ့ရဲ့ညီမလေးကတုံးယောက်ကအိမ်ပြောင်းလာခါလာတော့သူတို့အမေတွေကအဲ့အိမ်နဲ့ပဲရှင်အဲ့ရဲ့ဟိုငါးအိမ်ကျော်ကအိမ်ရယ်နဘက်ကစင်သူရှင်နမတကယ်အဲ့အိမ်ကဟင်းငင်ကမတကယ်သူ့အတူကိုးထားတာအဲ့လိုဟာကိုကျူတီတို့အဲ့သူခိုးထားတဲ့အခါတော့အဲ့ဒါမှတ်ပြောပေါ့အဲ့ကိုသွားနေတာဒီဆိုမှန်တယ်ကအဲ့အိမ်လားဒီအိမ်မဲ့နေမှာပါဆိုပြီးအဲ့အိမ်ကိုသွားနေတာအဲ့ဒါလည်းပြီးရောတကယ်ကိုချောက်ခဲ့အဲ့ဒီမလေးကအကိုကြီးအလုပ်သွားခိချက်နေတော့သူ့ကိုဒီလိုပတ်ခွန်လာပါဟဲ့ဘယ်သူလဲဆိုတော့သူကအလန်တရာကြည့်တဲ့အခါဟဲ့ဒီလိုကေပါလို့ပြောရကမှာသူ့ကိုလည်းလမ်းရဲ့သူတို့မနေကနေရမနေရတော့သူ့မလေးအော်တော့အကျိုးပြသူသူကပြေးပြသွားပြဟဲ့မလေးမချက်တာလဲဆိုပြပြောမဘောဘူးသူတေးဆိုဘာမှမရှိပါဘူးသူအဲ့လိုကြောက်တတ်6ခေရတော့အိမ်နဲ့ဘက်ကိုခွာကြည့်တော့အိမ်နဲ့ဘက်ကအိမ်နဲ့ဘက်မဟုတ်ဘူးတခြားအိမ်နဲ့ဘက်ဖြစ်နေရောတပြတော့အဲ့ဒီဘယ်နဲ့မှတရဲအိမ်နဲ့ဖက်လို့ရတာမလို့ဆိုတော့သူတို့အဲ့နေဆိုတော့အလားတည်းဖြစ်ပြီးသူထွက်ပြေးပြီးသူတို့နေရာမယ်အိမ်နဲ့ဘက်ကိုတီးပြီးတော့ပေါ့သူတို့ရဲ့ရက်ကွက်တဲ့လူတွေပြောဟဲ့ဟုတ်ဘာမှတကယ်တို့ကြောင့်သူတို့ရဲ့ရှာပေါ်မှာသူတို့အကြောင်းပဲပြောကြတယ်အကြောင်းမလို့ပါအကပြားလေးတိပြဘာအလုပ်ချပါရနောက်ထပ်လည်းကပြားဒီလိုတချင်းတော့မဟုတ်ဘူးကပြားလေးပုံကြီးတို့ထပ်တည်ပြပါဘာအလုပ်ချပါI love you